တခါတော့လူတယောက်ကမျက်မမြင်တငယ်ချင်းတယောက်ကိုထမင်းဖိတ်ကြွေထမင်းဆိုင်နဲ့အချိန်ကတော်တော်လေးနောက်ကျသွားပြီးမိုးချုပ်သွားတယ်မျက်မမြင်တငယ်ချင်းကလည်းမိုးရမ်းချုပ်ပြီးပြန်တော့မယ်လို့ပြောတာပေါ့ဒါနဲ့ပဲအိမ်ရှင်ကသူ့ကိုမီးအိမ်တစ်ခုပြီးမျက်မမြင်တငယ်ချင်းကလည်းဒေါသအရင်ထွက်ပြီးပြောတာပေါ့ကျွန်တော်ဟာမျက်မမြင်တယောက်လို့သိနေပါလေနဲ့ကျွန်တော်ကိုမီးအိမ်တစ်ခုပြီးတာကျွန်တော်ကိုလှောင်နေတာလားအိမ်ရှင်ကလည်းပြန်ပြောတာပေါ့ကျွန်တော်သင်ကိုအလေးထားလို့မလို့မီးအိမ်ပေးတာပါသင်ကမမြင်ရပေမဲ့တခြားသူကမြင်ရတယ်လေဒါကြောင့်မို့လို့ညအမောင်ထဲမှာတခြားသူကသင်ကိုမတိုက်မိနိုင်တော့ဘူးပေါ့မျက်မမြင်တကယ်ချင်းကလည်းသဘောပေါက်နားလဲသွားပါလေနားလဲသဘောပေါက်တာချင်းမတူရင်နောက်ဆုံးရလက်ကမတူကြကျွန်တော်တို့နေရာချင်းလဲပြီးစဉ်းစားပေးဖို့လိုတယ်ဘယ်ကိစ္စမဆိုမတူညီတဲ့ရှုထောင့်အနေကြည့်ရင်မတူတဲ့အမြင်ရှိသင်မှာသမီးတယောက်ရှိရင်သားရှင်ဘက်ကများများတင်တောင်းမှုသင်မျှော်လင့်လိုက်သင်မှာသားတယောက်ရှိရင်သမီးရှင်ဘက်ကများများမတောင်းမှုအတွက်မျှော်လင့်လိုက်သင်မှာချွေးမတယောက်ရှိရင်သူ့အိမ်မှုကိစ္စများတယ်နားလည်မှုမရှိဘူးလို့အပြစ်တင်လိုက်သင်မှာသမီးတယောက်ရှိရင်သူ့ရောက်ခမအိမ်ကိုလွှမ်းမိုးနိုင်သူဖြစ်စေခြင်းတယ်သင်လမ်းလျှောက်တဲ့အချိန်ကကားမောင်းသူတွေကိုအမြင်ကတ်တယ်သင်ကားမောင်းနေချိန်လမ်းလျှောက်သူတွေကိုကြည့်မရသင်အလုပ်သမားဖြစ်နေရင်သင်ရဲ့တတိယကက်စီနဲ့အာနာပြလုံးတယ်လို့ယူဆသင်တတိဖြစ်တဲ့အချိန်သင်အလုပ်သမားတွေကခိုကတ်တယ်တာဝန်ယူခြင်းစိတ်မရှိဘူးလို့ယူဆသင်ဝယ်ယူသူဖြစ်တဲ့အချိန်ဈေးရောင်းသူကအမျက်ကြီးစားလုံးနဲ့သတ်မှတ်တယ်သင်ဈေးရောင်းသူဖြစ်တဲ့အချိန်ဝယ်ယူသူကဈေးစစ်တက်လုံးတယ်လို့သတ်မှတ်တယ်အမြဲတမ်းကိုယ်နေရာနေပဲမကြည့်ဘဲနဲ့တခြားသူဘက်ကနေကြည့်ပေးပါ